ကျွန်တော်တို့အခုသွားမယ့်အကြောင်းအရာလေးကနော် practical exercise လေးလုပ်ပါနော်အဲ့တော့ဒီအခုလုပ်မယ့် exercise ကိုသွားမယ့်သူကအနည်းဆုံးတော့ AutoCAD အခြေခံရှိဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့နည်းနည်းလေးကျွန်တော်ရှင်းပြခြင်းတယ်နော်နည်းနည်းရှင်းပြခြင်းတယ်ဆိုတော့အရင်တော့ကဘင်ကိုစတဲ့အချိန်မှာ Revit ကိုစတဲ့အချိန်မှာတော်တော်များများသောသူတွေကနော်ပင်ကိုလုပ်ပြီဆိုရင် Revit ကိုtotally remove လုပ်မယ် eliminate လုပ်မယ်ပေါ့နော်အဲ့ဒါစကားလုံးကျန်းကျန်းသုံးရလို့ရှိရင်နော်ထည့်ထုတ်ရတော့မယ် kill the AutoCAD ပေါ့ AutoCAD ကိုတတ်မယ်ရိုးရိုးသားပြောရလို့ရှိရင်ဆိုတော့အဲ့လိုမျိုးစပြီးတော့ဒီလုပ်ပေမယ်လို့ပေါ့နော် until now နော်နှစ်တွေအများကြီးကြာလာတဲ့အထိ AutoCAD ကိုထုတ်လို့မရဘူးဘာလို့ထုတ်လို့မရလဲဆိုတော့အခုကျွန်တော်ရှင်းပြနော်အဲ့တော့ exercise တွေကတော့ကျွန်တော်တို့လုပ်ရင်အများကြီးပဲเนาะ AutoCAD ကိုသုံးပြီးတော့เนาะ AutoCAD ကိုသုံးပြီးတော့ဘင်းမှာ support လုပ်လို့ရတဲ့ scenario တွေအများကြီးပဲအဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က AutoCAD ကို professional တယောက် professional drafter တယောက်လောက်သိစရာမလိုပေမဲ့เนาะအခြေခံတွေသိရမယ်เนาะအခြေခံတွေသိရမယ်ဆိုပြီးကျွန်တော်ပြောတယ်အဲ့တော့အခုဒီသင်ခန်းစာကိုလုပ်မဲ့သူကအနည်းဆုံးတော့ AutoCAD မှာเนาะဘာလေးတွေသိရမလဲဆိုတော့ hash button လေးတွေเนาะcopy လေးတွေเนาะ copy လောက်တာတွေသိရမယ်ဒါပေမဲ့တကယ်အခြေခံသိဖို့လိုတယ်ဆိုတာအဲ့နှစ်ချက်လောက်သိရင်ရတယ်ပေါ့လေเนาะဒါအခုကျွန်တော်လုပ်မဲ့ဒီနေ့ပြောမဲ့ exercise အတွက်ပေါ့ဒါပေမဲ့နောက်ထပ် scenario တွေအများကြီးရှိရဲเนาะAutoCAD ကို Revit မှာသုံးတဲ့အခါမှာ unit အကြောင်းနားလည်ရမယ်เนาะ AutoCAD ရဲ့ unit အကြောင်းနားမလည်ရင် Revit ထဲမှာဒုက္ခရောက်တာတွေရှိရဲเนาะနောက်တစ်ခုက AutoCAD ထဲမှာခုနလို minor amendment လေးတွေပေါ့နော် modify လုပ်တာလေးတွေမသိလို့ရှိရင်ဒုက္ခရောက်တတ်တယ်ဒါမှမဟုတ်ပိုခက်ခဲတယ်ပေါ့ဆိုတော့အဲ့ဒီဥစ္စာလေးတွေကိုကျွန်တော်ပြောချင်နေတာတော့ကြားတယ်เนาะအဲ့တော့မကြုံဘူးပေါ့လေမကြုံအခုကတော့ကြုံတယ်မကြုံအောင်လို့ကျွန်တော်ဒီဟာကိုရှင်းပြမယ်ပေါ့အဲ့တော့ဒီကျွန်တော်ပြောမယ့်လေ့ကျင့်ခန်းမလုပ်ခင်မှာ AutoCAD သင်တန်းတက်ဖူးပြီးသားသူတွေဆိုရင်တော့နည်းနည်းလေးကိုယ့်အကို refresher course ပြန်တက်ရင်တက်ဒါမှမဟုတ်လို့ရှိရင်လည်း refreshment လေးလုပ်ပေါ့နော် hash အကြောင်းလေးတွေ copy ကူးတာလေးတွေအဲ့လောက်သိအောင်လုပ်ပြီးရင်ကျွန်တော်ခုဆက်ပြောမယ့်ဟာကိုနားထောင်လို့ရတယ်ကျွန်တော်အဓိကအဲ့နှစ်ခုပဲကျွန်တော်ပြောမှာနော်အဲ့တော့အာလုံးဝသင်တန်းမတက်ထားဘူးတဲ့သူဆိုလို့ရှိရင်လည်းအခြေခံလေးတွေလေ့လာပါတော့ကိုယ့်ကို YouTube လေ့လာရင်လေ့လာလို့ရတယ်နော်ကြိုက်တယ်လို့လုပ်လို့ရတယ်အဲ့တော့သင်ခန်းစာတွေပေးထားပြီးသားဆိုရင်တော့ကျွန်တော်တို့ဒီနော်ကျွန်တော်တို့သင်ခန်းစာတွေเนาะရှင်းမှာAutoCAD အခြေခံပေါ့နော်ပေးထားတဲ့အတန်းတွေဆိုလို့ရှိရင်တော့တခါတည်းဒီဥစ္စာကိုအာပြန်လေ့လာပြီးတော့မှပြန်ကြည့်ပြီးတော့မှဒီလေ့ကျင့်ခန်းကိုလုပ်ပါမယ်เนาะအဲ့တော့ကို confidence ပြည့်နေလှုပ်ချိတ်ကျင်တယ်ပေါ့လှုပ်ချိတ်ကျင်တယ်ဆိုဒီဟာကိုသွားမယ်ဆိုလို့ရှိရင်လည်းသွားလို့ရတယ်เนาะ it's up to you အဲ့တော့ဒါကတော့ကျွန်တော်စပြီး introduction ပြောတာပါအဲ့တော့ဒီလိုမျိုးworkshop သဘောမျိုးလေးပေါ့နော် practical exercise လေးတွေworkshop တော့မဟုတ်ပါဘူးဆိုတော့ကျွန်တော်ကလုပ်ပြမှာမဟုတ်ဘူးเนาะခင်ဗျားတို့လုပ်ခိုင်းပါဆိုတော့เนาะဒီလေးချိန်ကန်ဒီခင်ဗျားတို့အတွက်မဖြစ်မနေသွားရမယ့်အချက်ပေါ့အဲ့တော့အဲ့ဆိုရင်ကျွန်တော်တို့သွားမယ်အဲ့တော့ scenario based နဲ့သွားမယ်เนาะအဲ့တော့ကျွန်တော်ဒီသင်မဲ့သင်ခန်းစာကခြေအကြောင်းအရာလေးပေါ်မှာမူတည်ပြီးသွားမှာဖြစ်တဲ့အတွက်တကယ်လက်တွေ့ကြကြတွေပြောမယ်เนาะအဲ့တော့ BIM modeling လုပ်တဲ့အခါမှာ Revit ကိုသုံးပြီး BIM modeling လုပ်တဲ့အခါမှာအခြေအနေတစ်ရက်ကြုံတာတယ်ဘယ်လိုအခြေအနေမျိုးလဲဆိုတာလေးကျွန်တော်စရှင်းပြเนาะအဲ့တော့အရင်ဆုံးဘယ်လိုအခြေအနေလဲလို့ပြောရလို့ရှိရင်ကျွန်တော်တို့ကို architect ကဖြစ်စေ structure engineer ကနေဖြစ်စေစသဖြင့်ပေါ့နော် detail drawing တစ်ခုပေးလိုက်တယ်ဒီ drawing လေးတစ်ခု production လုပ်ပေးပါဆိုတော့ဒီ drawing က typical detail ဖြစ်မယ်ဒါမှမဟုတ်ရှင် one of the draw model တွေက section ဖြစ်မယ်ဒါပေမဲ့များသောအားဖြင့်ကအဲ့လိုနည်းနည်း minor တက်ချက်ပြီးလုပ်ရတာလေးရှိနော်အဲ့တော့နောက်တစ်ခုကအဲ့လိုမျိုးလုပ်မယ်ဆိုတဲ့အခါမှာ base drawing AutoCAD မှာရှိပြီးသားနဲ့လုံးဝမရှိသေးတာနဲ့အဲ့လိုနှစ်ခုရှိတယ်အဲ့တော့ကိုက Revit ထဲမှာ model ကြီးရှိပြီးသားနည်းနည်းလေး touch up လုပ်ရုံပဲဆိုရင်တော့ Revit မှာဒီ drafting လုပ်တဲ့ tools တွေအများကြီးရှိတယ် hatch ပဲ che line ပဲဆွဲ copy ပဲကူအရန်လွယ်ကူစေတယ်နော်လွယ်ကူစေတယ်လို့ကျွန်တော်ပြောတာနော်အဲ့တော့ပြီးလို့ရှိရင်ဒီဟာနဲ့ပတ်သက်ပြီးတော့နော်အာနောက်တစ်ခုပေါ့နော်အဲ့လိုရပါပြီးတဲ့အချိန်မှာအာဆက်ဆွဲတဲ့ဟာဆွဲလို့ရတယ်တို့မဟုတ်စပြီးတော့ပေးကြတဲ့ဟိုကကျွန်တော်တို့မှာဘာအာ base model တခုရှိနေတယ်ပေါ့ကိုလိုချင်တဲ့ drawing ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့အရင်တော့ AutoCAD နဲ့ဆွဲထားတာရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က AutoCAD drawing ပဲယူသုံးလိုက်ရင်အဆင်ပြေသွားပြီဒါအရေးကြီးတဲ့အချက်ပဲเนาะကျွန်တော်အဓိကဒီအခုသင်ခန်းစာမှာ highlight လုပ်ချင်တာကတစ် AutoCAD ကိုအခြေခံသိထားရမယ်သိထားရတဲ့ကမှ
a few command တွေပေါ့ AutoCAD command တွေကိုလက်တွေ့အသုံးချလေဒီ Revit modeling မှာလက်တွေ့အသုံးချလို့ရတဲ့အကြောင်းအရာလေးကိုအခြေခံလေးတွေနဲ့ပြောပြသွားမယ်ပေါ့နော်အခုကတော့တစ်ခုပေါ့လေနောက်ထပ်တွေကတော့နောက်ထပ်တွေတကယ်လုပ်ရတဲ့Revit မှာတကယ်လုပ်ရတဲ့အခြေအနေကိုပြောပြမယ်အဲ့တော့အခုကဘယ်လိုအခြေအနေလဲဆိုလို့ရှိရင် AutoCAD drawing ရှိပြီးသားကိုမှနည်းနည်းလေးပြင်ရမယ်အဲ့ဒါကို Revit ထဲမှာ Revit ဒီ documentation ထဲမှာထည့်ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲเนาะအဲ့ဒါလေးကျွန်တော်ကြည့် Okay အရင်ဆုံးဒီပုံလေးပြနော်အဲ့တော့အခုဒါဆိုလို့ရှိရင်ဒါကနည်းနည်းArchi ဆန်တယ်ပေါ့လေနော် Archi ဆန်ဆို Archi drawing ပဲထားပါတော့အဲ့တော့ Architect ကကိုယ့်ကို drawing တစ်ခုပေးလာမယ်ပေးလာပြီးတော့ဒီပုံတိုင်းကိုငါတို့ဒီ BIM model မှာ Revit မှာဒီ section BB ဆိုတာလေးထည့်ပေးပါနော် section BB ကmain မှာတော့ဖြတ်เสียရှိတယ်ဒါပေမဲ့အဲ့ဒီဟာမဖြတ်နေတော့ဒီဒါလေးပဲလုပ်ပြီးသားဒီအကြောင်းအရာကကျွန်တော်ပြပြမယ်နော်ဆရာတို့ကဘင်းနေလုံနေပြီးတော့ဒါကိုဘင်းမာတွေ session ဖြတ်ပြီးဆွဲလို့မရအောင်လားဆိုရတယ်ကျွန်တော်ပြောချင်တာအဲ့ဒီ scenario မဟုတ်အဲ့လိုမျိုးတန်းဆွဲလို့ရတယ်ဒါပေမဲ့တစ်ခါလေမှာကျွန်တော်တို့ရဲ့resource limitation ဆိုတာရှိတယ်နော်အဲ့တော့အခုကျွန်တော်ပြောတဲ့အကြောင်းအရာကိုနော်ဘင်း manager လုပ်မဲ့သူတွေဘင်း coordinator လုပ်မဲ့သူတွေအာရုံစိုက်ပြီးနားထောင်ပါဒီအကြောင်းအရာဒီခင်ဗျားတို့မှာကြုံလာနိုင်တယ်ကိုကလုတ်တက်တယ်မလုတ်တက်တာမဟုတ်မှန်ထားပါတော့ကို့မှာဘင်း model လားဒါမှမဟုတ်ဘင်း coordinator ကျွမ်းကျင်တဲ့သူ2ယောက်ရှိတယ်ဒါပေမဲ့ကို့မှာ drafter 4ယောက်လောက်ရှိတယ်5ယောက်လောက်ရှိတယ်ဆိုတော့ project တွေအများများလာတဲ့အခါမှာတချို့ detail တွေကို BIM modeler တွေနဲ့မနိုင်တော့တဲ့အနေအထားမျိုးတွေကြုံရတယ်နော် you will face this issue နော်အဲ့တော့ဒီလိုမျိုးတွေကြုံလာတဲ့အခါမှာကျွန်တော်တို့ကဒီ drawing ကို AutoCAD နဲ့ဆွဲပြီးသွားပြီအဲ့တော့ဆွဲပြီးသွားတဲ့အခါမှာအာ comment လာတယ်ပေါ့နော် comment လာတယ်ဆိုတာကဒီ drawing base ကရှိပြီးသားကျွန်တော်ပြီးလို့ရှိရင်original ပုံလေးပြမယ်ပေါ့နော်ဒီပုံတိုင်းထွက်အောင်လုပ်ပါဆိုပြီးတော့ပေးတယ်ပေါ့လေနော်အဲ့လိုပေးလိုက်တဲ့အချိန်မှာနော်ဘာရှိလဲဆိုတော့ကျွန်တော်တို့ AutoCAD drawing လဲသူပေးတယ်ပေါ့နော်ဒီမှာဒီအတူတူပဲဆိုတော့ AutoCAD မှာဘာတွေ missing ဖြစ်နေလဲဆိုတာကို modeler တယောက် drafter တယောက်ကသိရမယ်နော်အဲ့တော့ဒီအချက်ကိုအရေးတကြီးနားလည်ဖို့ကျွန်တော်ရှင်းပြချင်တယ်အဲ့တော့ AutoCAD ရှိပြီးပြီเนาะသူ့ကိုဟိုပါပေါ့เนาะ architect ကဖြစ်စေဒီ drawing လေးကငါတို့ဆွဲထားပြီးသားเนาะဆွဲထားပြီးသားကိုဒီပုံတိုင်းလိုချင်တယ်เนาะဒီပုံတိုင်းလိုချင်တယ်ဒီပုံတိုင်းဖြစ်အောင်လုပ်ရမယ်ဆိုတော့ဘာတွေ missing ဖြစ်နေလဲဆိုတော့ကိုကအရင်ဆုံးကြည့်ရမယ်တော့ကျွန်တော် roughly ကြည့်လိုက်တာတော့ဒီ hash တွေမပါဘူးဒီ hash တွေမပါဘူးပြီးတော့တခြား missing တွေရှိနေတယ်လို့ကျွန်တော်တွေ့တယ်အဲ့တော့ကျွန်တော်ခင်ဗျားတို့အလုပ်ပေးတခါတည်းသွားလိုက်เนาะအဲ့တော့အလုပ်ပေးသွားတဲ့ရည်ရွယ်ချက်ကကျွန်တော်မှာကြီးကြီးမားမားရှိတယ်ခင်ဗျားတို့တကယ် professional BIM modeler တယောက်ဖြစ်ချင်လာပြီ interview တွေမှာသွားပြီဆိုကျွန်တော်တကယ်လို့ဒါကိုခင်ဗျားတို့ interview question မေးခဲ့မယ်ဆိုရင်ခင်ဗျားတို့ဘယ်လိုလုပ်မလဲเนาะခင်ဗျားတို့ဒီเนาะ interview မှာเนาะကျွန်တော်ဆိုရင်အဲ့လိုမေးမှာเนาะတကယ်ပြောတာเนาะ okay I will give you this เนาะအဲ့ဒါကို Revit ထဲမှာ link လုပ်ပြီးတော့ဒီဟာကိုဆွဲပါဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်လိုဆွဲမလဲဆိုတော့ကျွန်တော်ကြည့်မယ်เนาะအဲ့ဒါလေးကိုကိုယ့်လုပ်ကြည့်ပေါ့เนาะအဲ့တကယ်ပြောတာเนาะအဲ့တော့အခုကတော့ exercise ပေါ့ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်က practical exercise လို့ပေးထားတယ်เนาะနောက်ကြတော့မှ workshop ပေါ့ workshop ကြတော့ step by step ဒါဆိုရင်ဘယ်လိုလုပ်လို့ရလဲRevit environment မှာပြင်ခြင်းဘယ်လိုပြင်လို့ရတယ် CAD environment မှာပြင်ခြင်းဘယ်လိုပြင်လို့ရတယ်ဘယ်လို link လုပ်လို့ရတယ်ဒါကိုပြောမှာအခုကခင်ဗျားတို့ကိုကျွန်တော်ကအလုပ်ပေးထားတဲ့ခါတည်းပြောလိုက်တာပေါ့နော်ဆိုတော့တခါတည်းစဉ်းစားကြည့်အဲ့တော့ကိုဟိုအဲကျွန်တော်တခါကျရင်မေးကြရပေါ့နော်တချို့ကလေနော်ချွတ်တောင်းသားတွေကဆရာကျွန်တော်ဘယ်သင်တန်းတက်ပြီးသွားလို့ရှိရင်အာကျွန်တော် BIM modeler ကိုအလုပ်ရှာဖို့ ready ဖြစ်ပြီလား Okay ကျွန်တော်အမြဲတမ်းပြောတယ်သင်တန်းကို rely မလုပ်နဲ့သင်တန်းတက်ပြီးတဲ့အချိန်မှာကိုဘယ်လောက်လေ့ကျင့်တယ်လဲနော်ဘယ်လိုအနေအထားတွေမှာကိုလေ့ကျင့်မလဲဆိုတာမှာမူတည်တယ်လို့ကျွန်တော်ခဏပြောဘူးတယ်အဲ့ဒါအရင်အရေးကြီးတယ်အခုဒါခင်ဗျားတို့စပြီကျွန်တော်ထုတ်သုံးပြီနော်ဆိုတော့အခုခင်ဗျားတို့ကိုလက်ရှိ where are you ပေါ့နော်ဘယ်လောက်ထိခင်ဗျားတို့ဘင်ကိုလုံနိုင်ပြီလဲလို့တွေးကြည့်လိုက်ပြီးတဲ့အချိန်မှာအဲ့တွေးထားတဲ့အတွေးနဲ့ကျွန်တော်အခုဘာမှမပြောခင်မှာကိုသိတဲ့ knowledge နဲ့ဒီ drawing ကိုစစ်မယ် interview ဆိုပါဆို interview မှာခင်ဗျားတို့ okay ငါမင်းကိုဒီ AutoCAD drawing ပေးမယ်ဒီပုံကိုလည်း print ထုတ်ပေးထားမယ်ပြီးလို့ရှိရင်မင်းက Revit ထဲကိုသွား Revit ထဲကိုသွားပြီးလို့ရှိရင် sorry ဒါကျွန်တော်တခြားဖွင့်ထားတယ်နော်ဒါနဲ့မစားအဲ့တော့ Revit ထဲကိုသွားပြီးလို့ရှိရင်เนาะအဲ Revit ထဲမှာမင်းအဲ့ဒီဟာကိုเนาะ
အာဟိုပါပေါ့နော်ဟို detail တစ်ခုဆွဲပြပေါ့နော် detail တစ်ခုဆွဲပြဆိုလို့ရှိရင် detail ဆွဲမယ်ဆိုရင်ဘာကိုသုံးပါလဲဒါခင်ဗျားတို့မသိဘူး drafting view ဆိုတာကိုသုံးရတယ်ဒါခင်ဗျားတို့နားလဲစေချင်လို့ပေါ့နော်အဲ့တော့drafting view ဆိုတာကိုသုံးရတယ်အဲ့တော့အဲ့ drafting view နဲ့ဒီထဲမှာdetail ပေါ့ detail drawing ဆွဲမယ်ပေါ့နော် detail drawing ဆွဲချင်တယ်ဒီပုံစံတိုင်းဆွဲချင်တယ်အဲ့တော့ဒီမှာငါတို့ကတော့ AutoCAD ရှိပြီးသားဖြစ်တဲ့အတွက်အဲ့ AutoCAD ရှိပြီးသားလေးအတိုင်းကိုလိုနေတဲ့နေရာလေးတွေပြင်ပြီးလို့ရှိရင် drafting view ပြင်ပေးပါလို့ပြောခဲ့ရင်ခင်ဗျားတို့ဘာလုပ်မလဲတကယ်လို့ဒါခင်ဗျားတို့အတွက် interview skill test ဆိုလို့ရှိရင်အချိန်ဘယ်လောက်ယူမလဲနော်ဒါခင်ဗျားတို့အတွက်ကျွန်တော်နည်းနည်းလက်တွေ့ဆန်ဆန်လေး test တစ်ခု exercise တစ်ခုလေးရှင်းပြတာပေးတာအဲ့တော့ကိုကိုဘာလုပ်မလဲဆိုတာကိုအဆင်ပြေတယ်ဆိုရင်တော့ PowerPoint လေးမှာဖြစ်ဖြစ် Microsoft Word မှာဖြစ်ဖြစ်ချရေးတာကိုယ့်ရဲ့ steps တွေဒါမှမဟုတ်လဲ screen capture လုပ်ပြီး video လေးရိုက်တာနော်အဲ့တော့ video ရိုက်ပြီးတော့เนาะ screen capture မလုပ်တတ်ဘူးဆိုလို့ရှိရင်ကျွန်တော်နည်းနည်းရှင်းပြမယ်နော်snipping tool ဆိုတာရှိတယ်နော်ကိုကိုလုံးကိုယ့်ရဲ့လုံးချင်တော့ bin model လာပေါ့နော်ကျွမ်းကျင်တော့ bin model လာပေါ့အာ digital digital နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့မှာဘယ်လောက်ထိknowledge ရှိလဲဆိုတာเนาะ explore လုပ်တယ်လဲဆိုတာအရင်ကြီးကြည့်ရเนาะအဲ့တော့ဒီမှာ snipping tools မှာကျွန်တော်တို့တော်တော်များများသိတာက screenshot ဒီလိုမျိုးရိုက်တာပဲသိရเนาะဒီလိုပုံပဲသိရခင်ဗျားတို့explore သိရလွယ်ရှိမှာပါเนาะနားသွားပြင်မသိလို့ကျွန်တော်ရှင်းပြနေတယ်เนาะဒီဘက်ဘေးမှာ video ပုံလေးရှိတယ် video ပုံလေးရှိတယ်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်သူကဒီဟာကိုနှိပ်လိုက်တာ ਨੇ အခုကကျွန်တော်မလုပ်ဘူးလုပ်ပြလို့ရှိရင်ကျွန်တော်လုပ်နေတဲ့ recording တစ်ခါတည်းပြတ်သွားလိမ့်မယ်เนาะဆိုတော့အဲ့လိုလေးဒီဘက်ကို switch လုပ်လိုက်တာ ਨੇ ကျွန်တော်တို့က video recording လုပ်လို့ရတယ်ဆိုတော့အနည်းဆုံးအဲ့လိုမျိုးလေးနဲ့ကိုလုပ်ထားတာလေးကို record လုပ်ပြီးတော့เนาะကျွန်တော်ကိုကြိုက်တဲ့နေရာနေပြီးတော့ submit လုပ်ချင်လို့ဒါမှမဟုတ်လို့ရှိရင်เนาะသင်တန်းသားတွေပေါ့နော်သက်ဆိုင်ရာသင်တန်းသားတွေဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဒီဟိုမှာဟိုဗာလဲသက်ဆိုင်ရာသင်တန်းတွေရဲ့ comment မှာကိုလုပ်ထားတာတွေကိုပေးလို့ရတယ်သို့မဟုတ်ကျွန်တော် allocate လုပ်ထားတယ်ပေါ့နော်drive တွေရှိတယ်เนาะကျွန်တော်တို့သင်တန်းဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဟိုပေါ့နော်သင်တန်းတွေမှာပေးထားတဲ့အခါမှာသင်တန်း like ပေါ့เนาะဒီမှာ diploma in bin ဆို diploma in bin ရဲ့သင်တန်း like ဒါမှမဟုတ်လို့ရှိရင်လည်းတခြားတန်းဆိုတဲ့တခြားတန်းရဲ့ like ပေါ့နော်ဒီကိုယ့်ရဲ့ပေးထားတဲ့ folder ထဲမှာတင်ထားမယ်เนาะဆိုတော့ကိုလုပ်ထားတာလေးကိုအဲ့တော့လောက်ရမယ့် scenario လေးကိုကျွန်တော်တစ်ခါလေး session ပြနော်ဆိုတော့ဒါကဟို AutoCAD ကိုနော်တိုင်းတာတစ်ခုထိလေ့လာပြီးသွားတဲ့အချိန်မှာဒါကိုလောက်တက်မှရတော့နော်အဲ့တော့ကျွန်တော်တို့ကြည့်အောင်အရင်ဆုံးကျွန်တော် hint stop ပေးမယ်เนาะမလုပ်ခင်မှာအရင်ဆုံးမလုပ်မလဲဆိုတော့ဒီ Revit ကိုဖွင့်မယ်เนาะ Revit ကိုဖွင့်မယ်ဖွင့်ပြီးသွားလို့ရှိရင်ခင်ဗျားတို့မှာဒီ new ဆိုပြီးခေါ်တဲ့အချိန်မှာပေါ့เนาะပုံမှန်အားဖြင့်တော့ဒီမှာ template တွေရှိတတ်တယ်ကျွန်တော်တို့2026မှာဒီနှစ်ခုပဲရှိတယ် metric နဲ့ imperial ပဲသူတို့က discipline multidisciplinary ဆိုပြီးပေါင်းလိုက်တယ်ပေါ့လေเนาะအဲ့တော့ခင်ဗျားတို့က2019သုံးရင်သုံးမယ်တခြားသုံးရင်သုံးမယ်ရတယ်ကြိုက်တဲ့ဟာသုံးဒါပေမဲ့ metric တော့သုံးပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီ project ကမီလီမီတာနဲ့ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ metric ကိုတော့သုံး metric ကိုသုံးပြီးတဲ့အချိန်မှာเนาะဒါကို okay လုပ်ပြီးသွားလို့ရတယ်သို့မဟုတ်เนาะကျွန်တော်သင်တန်းနေမှာဆိုရင်ကျွန်တော်ပေးထားတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ဒီမှာဒီ drive link လေးကျွန်တော်ပေးထားမယ်ပေါ့နော် drive link လေးနဲ့ဒီမှာဟိုပုံမှန်အားဖြင့်ဒီ2017 Revit Archive version လေးကိုသုံးလို့ရတယ်။ကျွန်တော်စီမှာတော့ရှိပြီးသားပေါ့လေနော်။ရှိပြီးသားဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ folder တွေပဲတွားဖွင့်လိုက်မယ်လीနော်ကျွန်တော်ကတော့ဒီ template ပေါ့နော်ဒီ template လေးနဲ့သွားတယ်အဲ့တော့ဒီ template ကိုတော့ကျွန်တော် public မှာတော့ share ထားပေးမယ်တကယ်လို့ဟောပေါ့နော်ယူသုံးချင်တယ်ဆိုရင်မသုံးလဲရတဲ့ကိစ္စမရှိဘူးဘာလို့အခုလုပ်မဲ့သင်ခန်းစာကနော်အခုလုပ်မဲ့သင်ခန်းစာကအာ drafting view ကိုပဲသုံးမှာဖြစ်တဲ့အတွက်နော်အခုကျွန်တော်ပြောမဲ့ exercise ကိုလုပ်မဲ့သူဒီနော် template လည်းရေးမကြည့်ဘူး version လည်းရေးမကြည့်ဘူး Revit ကိုလုံးဝမလုပ်ဘူးသေးဘူး Revit ကို0 knowledge ပါမသင်ဘူးသေးဘူးဆိုတဲ့လူလည်းရေးမကြည့်ဘူးเนาะအခုကျွန်တော်ပြတဲ့အတိုင်းလုပ်လိုက်လို့ရတယ်เนาะအဲ့တော့ကျွန်တော်ပြလိုက်တဲ့လုပ်လို့ရတယ်ဆိုတာခုနကကျွန်တော်ပထမပြောသလိုကိုယ့်မှာရှိတဲ့ template တစ်ခုခုနဲ့ယူသုံးမယ်လုံးဝအခုလိုမျိုးကျွန်တော်ပေးထားတဲ့ template နဲ့ယူသုံးမယ်ကြိုက်တာသုံးလို့ရတယ်เนาะသုံးပြီးသွားပြီဆိုလို့ရှိရင်เนาะ
ဘယ်ကိုသွားမလဲဆိုတော့ view တွေကိုသွားမယ်နော် view တွေကိုသွားမယ်ပထမအဆုံးလောကမှာ view တွေကိုသွားမယ်ပြီးရင်မှာ drafting view ဆိုတာရှိတယ် drafting view တွေကိုထည့် drafting view 1ဆိုတဲ့နေရာမှာเนาะကျွန်တော်ကတော့နည်းနည်း professional ဆန်ဆန်လေးပြောရရင် session BB လို့ဒီမှာပေးထားတာဖြစ်တဲ့အတွက်ခင်ဗျားတို့ဒီဘာနဲ့သွားမလဲဆိုရင်ဒါလေးကို session BB လို့တောင်းတယ်အခုကတော့ကျွန်တော်ကခင်ဗျားတို့ link လုပ်တဲ့ idea ပဲပြောတာဖြစ်တဲ့အတွက် scale ကိုတော့ကျွန်တော်ထည့်မပြောသေးဘူးဒါပေမဲ့တကယ်ကနော်တကယ်အရင်မြင်နေမှာဆိုလို့เนาะဒီဟာကိုသူ့ original မှာသုံးထားတဲ့ scale ရှိလိမ့်မယ်အဲ့တော့အဲ့ scale ကိုသိအောင်လုပ်ပြီးရင်အဲ့ scale အတိုင်းကျွန်တော်တို့က Revit မှာเนาะဘာလုပ်ဖို့လုပ်လဲဆိုတော့ဒီ Revit မှာ scale ကိုချုပ်ပြီးသတ်မှတ်တာဥပမာ1:25ဆိုရင်25တခါလေးပေးတာအဲ့ဒါမှခင်ဗျားတို့လုပ်တာအဆင်ပြေလိမ့်မယ်เนาะကျွန်တော်တို့25လောက်ဖြစ်လိမ့်မယ်เนาะ10တော့မဖြစ်နိုင်ဘူးเนาะသူ standard တွေရှိတယ်ဒါကလုပ်ငန်းတွေ့ကြုံရှိတယ်လို့ဆိုသိတယ်အဲ့တော့ဒါကိုက interview မှာဖြေတဲ့လူဆိုလို့ရှိရင်ဒီ scale ကိုမသိဘူးဆိုလဲ scale ကိုမေးပါဒီဟာ scale ကသိလို့ရမလားဘာလို့ဆိုတော့ဒီထဲထည့်လို့ရှိရင်ဒီ scale တိကျတိမှပိုပြီးမှန်ပါလို့ပြောရင်ခင်ဗျားတို့တို့ကဘာဖြစ်လဲမှတ်ရတာပေါ့နော်ဒါကျွန်တော် interview တက်ပါတခါရဲထည့်ပြောပေးတာနော်exercise လုပ်ရင်းနဲ့ပေါ့နော်အဲ့တော့ဟိုဒီ exercise လေးကိုသွားမယ်အဲ့တော့ BB ဆိုပြီးထည့်လိုက်အဲ့တော့ပြီးရင်ဒီမှာဒီ session BB လေးထွက်လာပြီ session BB လေးထွက်လာတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ခုနက AutoCAD file ကိုကျွန်တော်တို့က link သွားမယ်เนาะကျွန်တော် AutoCAD file ပေးထားတယ်ပေါ့နော်ပေးထားတဲ့ AutoCAD ကိုဘယ်ထဲကိုသွားမလဲဆိုတော့ဒီ insert ဆိုတဲ့ဟာကိုနှိပ်မယ်เนาะ insert ဆိုတဲ့ဟာကိုနှိပ်မယ်ဒီ insert ဆိုတာကိုနှိပ်မယ်သွားပြီးလို့ရှိရင်ဒီ insert ထဲကနေပြီးတော့ဒီမှာ linked ဆိုတာရှိရယ်เนาะ linked ဆိုတာလေးကိုရွေးမယ်ဆိုတော့အဲ့ဒါနဲ့ခင်ဗျားတို့လုပ်လို့ရတယ်အဲဆိုရင် link ကိုကျွန်တော်ရွှေ့မယ် okay link ကိုရွှေ့မယ်ပြီးရင်ခုနကကျွန်တော် AutoCAD file လေးပေးထားမယ်เนาะဒီအာ PE ဆိုတာတော့ practical exercise ကိုရည်ညွှန်းပါတယ်เนาะကျွန်တော်ခင်ဗျားတို့ naming convention လေးလည်းနည်းneneနားလည်အောင်เนาะ PE ဆိုတာ practical exercise เนาะ CAD နဲ့ Revit ပေါ့เนาะ CAD Revit ကိုသုံးတဲ့practical exercise တွေဆိုပြီးတော့ကျွန်တော် detail ဆိုပြီးပေးထားမယ်ဆိုတော့ January ကတော့ပိုသိရင်ပိုကောင်းတယ်ဒီမှာရှိနေတဲ့ unit အကြောင်းတွေเนาะ import unit တို့ preserve color တို့ဘာလို့နားလည်ရင်တော့ပိုကောင်းတယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်သွားချင်တဲ့ရည်ရွယ်ချက်ကဒါမဟုတ်ဘူးအဲ့တော့ဒါလေးအဲ့ဒီအရာတွေအထိကျွန်တော်မသွားဘဲနဲ့ရိုင်းမဲ့ import လုပ်လိုက်လုပ်လိုက်တဲ့အခါမှာဒီထဲမှာပုံက formula တွေရှိဘာမှမပုံနဲ့ကျွန်တော်ပြောတဲ့အတိုင်းလိုက်လို့အဆင်ပြေတယ်ဒီ cursor လေးမှာ right click ပေါ့ right click လေးနှုတ်ပြီးတော့ဒီမှာ zoom to fit เนาะ shortcut ရိုက်ချင်တယ်ဆို ZF လာမသိရိုက်ထည့်လိုက်လို့ရတယ်ဆိုတော့အဲ့လိုရိုက်ထည့်လိုက်လို့ရှိရင်ဒီ view လေးပေါ်လာလိမ့်မယ်เนาะသူ original AutoCAD မှာเนาะ clear မလုပ်ထားတာပေါ့เนาะ clean မလုပ်ထားတဲ့အခါကျတော့ဒီမှာသူ့ရဲ့boundary ကအကြီးဖြစ်နေတယ်ဒါကနောက်မှခင်ဗျားတို့ AutoCAD ကိုပို့ပြီးကျွမ်းကျင်တယ်လုပ်တတ်တယ်ဆိုလို့ရှိရင်လုပ်လို့ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော် layer တွေရှိတယ်နော် layer LA ပေါ့ LA လို့ရိုက်ထည့်လိုက်မယ်ဒီမှာ layer off ထားတာရှိကောင်းရှိမယ်နော်သူ block တွေရှိမယ်နော်အဲ့လိုဟာတွေကိုဒီမှာ on ထားတာတွေ off ထားတာရှိမယ်အဲ့တော့ဒီ layer တစ်ခု click နှိပ်ပြီးတော့ control A ပေါ့နှိပ်ပြီးတော့ဒါလေးတွေဖွင့်ကြည့်မယ်အဲ့လိုဖွင့်လိုက်လို့ရှိရင်နော်ဒီမှာ layer တွေပေါ်လာမယ်ဒီဘက်ဒီမှာ layer တွေပေါ်လာမယ်ဆိုတော့ဒါခင်ဗျားတို့ကျွန်တော်ကြုံလို့တခါလေးရှင်းပြတာနော်အဲ့လိုမျိုးကြုံလာတဲ့အခါမှာ AutoCAD အခြေခံတွေမသိလို့ရှိရင်ဘာမှမရဘူးเนาะဆိုတော့ဒီတိုင်းသွားလို့ရှိရင်လည်းခက်ခဲတာပေါ့เนาะဒါကတော့အခုလေ့ကျင့်ခန်းမှာတော့ခင်ဗျားတို့အဲ့လောက်ကြီးမလုပ်ချင်တဲ့ကိစ္စမရှိဘူးဒါလေးကို zoom in လေးလုပ်လိုက်လို့ရှိရင်ရပြီเนาะ zoom in လေးလုပ်လိုက်လို့ရှိရင်ရပြီအဲ့တော့ဒါကတစ်ဆင့်တကယ်လို့ခင်ဗျားတို့ကစကတည်းကဒါကို perfect ဖြစ်ချင်တယ်ဒီလိုမျိုး boundary သူ့ရဲ့ link boundary ကိုကျယ်မနေချင်ဘူးဆိုရင်เนาะခုနကကျွန်တော်ပြောတဲ့ method လေးနဲ့ဒီ layer တွေဖြောက်ဖော်ပြီးဒီမှာဒီ line တွေရှိနေတဲ့အတွက်ကြောင့်မို့လို့သူကပေါ်နေတာကြီးကဒီအပြည့်ကြီးပေါ်နေတာเนาะဒါတွေအကုန်လုံးကိုကျွန်တော်တို့ဖြတ်ပစ်လိုက်ရเนาะဖြတ်ပစ်လိုက်ရင်တော့ဒါတွေမရှိတော့ဆိုတော့အဲ့တော့ဒီအကျင့်လေးလုပ်ပေါ့เนาะโอเคလောလောဆယ်အဲ့ဒါထားလိုက်အဲ့တော့ကျွန်တော်ခုနက layer တွေ on တဲ့ဟာကိုကျွန်တော်ပြန်ဖြောက်လိုက်မယ်လိုရင်းလေးပဲသွားမယ်အဲ့တော့ဒီမှာကျွန်တော်တို့ကတစ်ခုခုကိုပြင်မယ်ပေါ့လေเนาะပြင်မယ်ဆိုလို့ရှိရင်ခုနကဓာတ်ပုံထဲမှာเนาะကျွန်တော်ပေးထားတဲ့ထဲမှာဒီမှာ hash တွေချက်မယ်ဒါခမောက်ကိုလုပ်မယ်ဒီမှာ hash တွေချက်မယ်ဒီမှာ missing point တွေပါတယ်ရှိလဲဆိုတာကိုကျွန်တော်လုပ်ဆိုတော့ okay ထားပါတော့ကျွန်တော်အဓိကပြောချင်တာအဲ့ဒါမဟုတ်ဘူးဒါကခင်ဗျားတို့အလုပ်ဖြစ်သွားပြီခင်ဗျားတို့ exercise လုပ်ပါအခုကျွန်တော်ကဥမာ REC ဆိုရယ် rectangle လေးတစ်ခုဆွဲပြီးတော့ဒီမှာတစ်ခုဆွဲလိုက်မယ်ဒါကခင်ဗျားတို့ဆွဲဖို့ပြောတာမဟုတ်ကျွန်တော်ဆွဲပြတာဆွဲပြီးရင်ဒါလေးကိုကျွန်တော်က save လုပ်လိုက်မယ်ဆိုတော့เนาะ save လုပ်လိုက်မယ် save လုပ်လိုက်မယ်ဆိုရင် okay save လုပ်လိုက်ပြီဆိုရင်ဒီဘက်မှာ reflect ကတော့မဖြစ်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော် link လုပ်ထားတာကို reload မလုပ်ရသေးဘူးဒါပေမဲ့ဒီ file ကြီးကိုခင်ဗျားတို့ကเนาะ project ကို save လုပ်မယ် project ကို save လုပ်ပြီးတော့မှထားပါတော့
ဒါ project နာမည်ရိုက်လိုက်ပေါ့ဗျာနော် project ကို save လုပ်လိုက်တယ် save လုပ်လိုက်ပြီးတော့ဒီမှာပြန်ပိတ်ပြီးပြန်ဖွင့်ရင်တော့ဒီဟာက save လုပ်ထားတာ refresh ဖြစ်သွားတယ်နော်အဲ့တော့ဥပမာထားပါတော့ကျွန်တော်နည်းနည်းလုပ်ပြနော်ဒါဒီသဘောတရားလေးတွေတော့ရှင်းပြမှာပြမယ်တော့ဒါလေးပိတ်ပြီးသွားပြီပြန်ဖွင့်လိုက်တယ်နော်ပြန်ဖွင့်လိုက်လို့ရှိရင်ဘာပေါ်လာမလဲပြန်ကြည့်ဒီမှာကြည့်လိုက်ရင်ကျွန်တော်ခုနဆွဲထားတဲ့ rectangle လေးပေါ်လာတယ်ဒါကျွန်တော်ခင်ဗျားတို့ကိုသင်ခန်းစာလေးအသစ်ပေးတာပေါ့နော် exercise လုပ်နေရင်လည်းဒီသူ့ရဲ့ feature တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုadd in ပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့ကသင်ခန်းစာလေးတွေကိုrevenue နဲ့ပတ်သက်ပြီးတော့တကယ် the best tips တွေကိုရှင်းပြတာနောက်တစ်ခုလုပ်လို့ရတာကဒါကျွန်တော်ခင်ဗျားတို့လုပ်ခိုင်းတာပေါ့နော်ခင်ဗျားတို့လုပ်ရမှာကဒီပုံစံအတိုင်း AutoCAD မှာ update လုပ်ပြီးရင် link လုပ်ခိုင်းတာเนาะကျွန်တော်ကအခုဒါခင်ဗျားတို့ refresh လုပ်တဲ့ဒီသူ့ရဲ့ဒီ update ကိုဘယ်လို refresh လုပ်လဲဆိုတာပြဥပမာနောက်ထပ် C ဆိုပြီးတော့ကျွန်တော် circle လေးဆွဲလိုက်မယ်ဒါခင်ဗျားတို့အခြေခံသိတဲ့လူတွေဆိုတော့ရမှာเนาะအဲ့တော့ဒါလေးကိုလုပ်ပြီးတော့ကျွန်တော် save လုပ်လိုက်မယ် save လုပ်လိုက်မယ်ဒါရဲ့ exam တွေ close လိုက်နော်အဲ့တော့ save လုပ်လိုက်တဲ့အခါမှာတကယ်လို့ခုနလိုမျိုးခင်ဗျားတို့ကပိတ်လိုက်ဖွင့်လိုက်မလုပ်ချင်ဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ခုနက insert လို့ကျွန်တော်တို့သွားထားတဲ့နေရာလေးပေါ့နော်ဒီနေရာလေးမှာပထမ link ကိုကျွန်တော်တို့ခေါ်ထားတယ်အဲ့ဒီအစားပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီအစတုန်းကဒါလေးလုပ်တယ်ဒီ insert ထဲမှာအခုဒါကိုမလုပ်ဘူးကျွန်တော်တို့အခုကဒီနေရာကိုသွားမလဲဆိုတော့ဒီမှာ manage နော်sorry manage link ဆိုတာရှိရ manage link ကအခုဒီမှာရှိရနော် manage link က okay ကျွန်တော်နည်းနည်းလေးရှင်းပြပါမယ် manage link ကအခုဒီ2026မှာတော့ဒီဘက်တောက်မှာရောက်နေတယ်။နောက်ခင်ဗျားတို့2019လို့ပါတော့အထက်ဒီ2026အောက်တွေကဒီဘက်ထဲမှာဒီဘက်ထဲကတစ်ခုခုမှရှိနေပြီเนาะအဲ့ဒါလေးတော့ကျွန်တော်နည်းနည်းလေး user interface နည်းနည်းလေးကြပြောင်းပြန်ဖြစ်မှာဆိုတော့ဒါပေမဲ့ခင်ဗျားတို့ manage link ကိုရှာလိုက်ပါเนาะအရေးကြီးတဲ့ချက်ကဒါဟုတ်เนาะ manage link ဆိုတာလေးကိုရှာပြီးသွားလို့ရှိရင်ကျွန်တော်ဒါလေးကိုကျွန်တော်ပြောတဲ့အတိုင်း line လုပ်ချင်ပေါ်လာလိမ့်မယ် so okay manage link ကိုနှိပ်ပြီးပြီပေါ့နော် okay နှိပ်လိုက်လို့ရှိရင်ဒီမှာခုနကကျွန်တော် link လုပ်ထားတဲ့ AutoCAD ဆိုတာလေးပေါ်လာတယ်နော်ဆိုတော့တကယ်လို့ခင်ဗျားတို့ကနော်ဒီအခုလက်ရှိမှာပေါ့နော် manage link ကဒါကျွန်တော်တို့2019နဲ့2019ကနေ2025လောက်ထိဒီပုံစံအတိုင်းမပေါ်လာဘူးကျွန်တော်နည်းနည်းလေးရှင်းပြမယ်ဒါ2019เนาะ2019ကိုကျွန်တော်သွားမယ်เนาะဒါခင်ဗျားတို့ရှင်းတယ်ဒီပုံကိုမေ့ထားလိုက်เนาะဒီပုံကကျွန်တော် link ထားတာတခြားဟာအတွက် link ထားတာဆိုတော့ဒီမှာကျွန်တော်တို့အခုဒါခင်ဗျားတို့ကိုရှင်းပြလို့ရပြီเนาะဒီမှာကြတော့เนาะအာ link ကဒီမှာ manage link ကဒီမှာဒါဆိုရင်ခင်ဗျားတို့ခုနကကျွန်တော်ပြောချင်တဲ့ဆိုလိုရင်းကိုသဘောပေါက်ပြီလို့ထင်ပါတယ် user interface ကခုနကတုန်းက manage link ကဒီမှာအခုဒီမှာ manage link ကဒီမှာဒါလေးကခင်ဗျားတို့ဒီ version မတူတာကြောင့်เนาะကျွန်တော်အားကြောင့်မလို့2019နဲ့2026နဲ့ကိုရှင်းပြီးဖွင့်ပြထားတာအခုဒါခင်ဗျားတို့ဖွင့်ထားတာ2019 version เนาะဆိုတော့အဲ့တော့2019နဲ့ before 2026ကြားထဲမှာuser interface ကဒီလိုဖြစ်နေကောင်ဖြစ်နေလိမ့်မယ်ဆို okay ဆိုတော့ဒါလေးကိုတစ်ချက်မှတ်ထားလိုက်အဲ့တော့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်ဆက်သွားမယ်ဒီမှာ manage link ကိုသွားလိုက်သွားတဲ့အခါမှာဒါတော့ရ cancel လုပ်လိုက်ဒီ2019နဲ့เนาะ2025အောက်က2025တော့ကျွန်တော်သိမသုံးဖြစ်တော့မသိဘူးဘယ်လိုပေါ်လဲဒီလိုပဲပေါ်မယ်ထင်တာเนาะအဲ့မှာခင်ဗျားတို့ဘာလေးတွေသိဖို့လိုလဲဆိုတော့ဒီမှာ Revit ဆိုတာရှိတယ် IFC ဆိုတာရှိတယ် AutoCAD ဆိုတာရှိတယ်အဲ့ဒီ2 box အဲ့ဒီ box လေးတွေကเนาะခင်ဗျားတို့ tab လုပ်ပြီးတော့မှခုနကကို link ထားတာကိုမြင်ရမယ်အဲ့ဒါလည်းသိထားဖို့လိုတယ်เนาะဆိုတော့ဒါတွေကဟို version မတူတာကြောင့်လေเนาะအဲ့တော့ခင်ဗျားတို့တကယ်လို့2019နဲ့2025ထိသုံးမယ်ဆိုရင်ဒီ cat format ဆိုတဲ့တွေကိုသွားရမယ်သွားပြီးတော့မှဒီမှာကို link လုပ်ထားတဲ့file ရှိမယ်ပေါ့အဲ့တော့အရင်ဆုံးကဒီ cat format ကိုသွားမယ်ပြီးရင်ကို link လုပ်ထားတာကိုရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က reload ဆိုတာကိုလုပ်မယ်เนาะ reload ဆိုတာကိုလုပ်မယ်ပြီးရင် okay ဆိုတာကိုနှိပ်မယ်အဲ့ဒီအချက်လေးတွေလိုက်လို့ရှိရင်ဒါ1 2 3 4အဲ့ဒါဆိုရင်ခုနက update လုပ်ထားတဲ့ဟာကတန်းပြီးတော့ပေါ်လာတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာလုပ်ပြမယ်2026မှာကျတော့သူကဒီ manage link ကဒီဘက်ထောက်မှာရောက်နေတယ်ဒါအောင်နှိပ်လိုက်ပြီးတဲ့အချိန်မှာเนาะကျွန်တော်ကဒီမှာ all ဆိုပြီးပေါ်နေလိမ့်မယ်အဲ့တော့ဒီမှာတမျိုးဖြစ်သွားပြီပေါ့နော်ကျွန်တော်အားလုံးကိုမြင်ချင်ဒီမှာဒါပေမဲ့ကျွန်တော် link လုပ်ထားတာဒီတစ်ခုပဲရှိလို့ဒါပဲမြင်ရတာဒါပေမဲ့တကယ်လို့ခင်ဗျားတို့က Rabbit ကိုကြည့်ချင်တယ်ဆိုရင်ခုန AutoCAD ကိုမမြင်ရဘူးဒီမှာ
IFC ကိုကြည့်မယ်ဆိုရင် AutoCAD ကိုမမြင်ရအောင်တကယ်လို့ CAD format ကိုမြင်မယ်ဆိုရင် AutoCAD ကိုမြင်ရမယ်သို့မဟုတ် all ကိုကြည့်မယ်ဆိုလို့ရှိရင်အားလုံးကိုမြင်ရမယ်ပေါ့အခုကတော့ကျွန်တော်တစ်ခုတည်း link လုပ်ထားတဲ့အတွက်တစ်ခုတည်းမြင်ရနော်အဲ့ဒါပြီးသွားတော့မှကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ reload လုပ်ချင်တာဖြစ်နေတယ်ဒီမှာတကယ်လို့တခြားဟာ reload from တို့ reload ဘာညာတွေကဒါအစ်ထွက်လာတာခင်ဗျားတို့မှာရှိချင်မှာရှိမယ်အဲ့တော့ reload ဆိုတာလေးကိုရွှေ့လိုက်မယ်ပြီးတော့2026က okay မပါဘူးနှိပ်လိုက်နော်အဲ့တော့ reload နှိပ်လိုက်တဲ့အချိန်မှာခုနကကျွန်တော်ဆွဲထားတဲ့ circle လေးကထွက်လာတယ် okay ဆိုတော့အစဉ်အရန်ပြေသွားပြီဆိုတော့အဲ့လိုမျိုးလေးသွားလို့ရတယ်တော့ကျွန်တော်ပြန်ထပ်ပြပါမယ်အဲ့တော့ဒီမှာကျွန်တော်ဒါလေးကို select လုပ်ပြီးဖြတ်လိုက်မယ်နော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ကထားပါတော့polyline ပေါ့နော် polygon လို့တခုခုပေါ့ဒါမှမဟုတ်လည်းရိုးပဲဆွဲပါမယ်နော်ဒါဟိုဟာဖြစ်ကုန်ပြီ rectangle လေးတစ်ခုဆွဲလိုက်မယ် rectangle လေးတစ်ခုဆွဲလိုက်မယ် hash ပေါ့ h ပေါ့နော် hash လေးတစ်ခုထည့်လိုက်မယ်ဒါခင်ဗျားမလုပ်တတ်မှာဆိုတော့အဲ့တော့ hash လေးထည့်လိုက်တယ်ဒီပုံစံလေးကိုကျွန်တော် save လိုက်မယ်save ပြီးသွားတဲ့အချိန်မှာနော်ဒီ box ကခင်ဗျားစီမှာပေါ်ချင်မှာပေါ်မယ်ကိစ္စမရှိဘူး save ပြီးသွားတဲ့အချိန်မှာကျွန်တော်နောက်တစ်ခေါက်ထပ်လုပ်ပြရပါ manage link ကိုသွားမယ်ဒါကိုရွေးမယ် reload လုပ်မယ်ပိတ်မယ်ဒါဆိုရင်ခုနက changes တွေပေါ့အဲ့တော့အဲ့ပုံစံအတိုင်းကျွန်တော်တို့က AutoCAD base ရှိပြီးသားဆိုလို့ရှိရင် Revit မှာဒီ drafting view လေးနဲ့လုပ်လို့ရတယ်အဲ့တော့ဘယ်လိုဟာမျိုးတွေလဲဆိုရင်ကျွန်တော် Archi ဆိုရင် Archi နဲ့ပတ်သက်တဲ့ standard detail တွေ legend တွေငကိုကဒီ AutoCAD သုံးခဲ့တဲ့ project တွေမှာเนาะ Revit ကို version ကိုမပြောင်းသေးခင်အချိန်ထိကိုယ့်စီမှာ detail တွေရှိရယ် legend တွေရှိရယ်เนาะtypical detail တွေရှိရယ်တော့ Archi ဖြစ်စေ structure ဖြစ်စေ MEP ဖြစ်စေသူရဲ့ typical connection detail တွေเนาะအဲ့လိုမျိုးပေါ့ system detail တွေရှိရယ်အဲ့ဒီဟာလေးတွေကိုအသစ်ဆွဲစရာမလိုတော့ပဲနဲ့เนาะ Revit version တွေကိုပြောင်းထည့်လို့ရတယ်ဒါက the best practice เนาะဆိုတော့အဲ့လိုမျိုးထည့်လိုက်ပြီးတဲ့အချိန်ကြတော့မှနောက်ပိုင်းမှာခင်ဗျားတို့က company အတွက်ဒီလို detail တွေကိုเนาะဒီ Revit version နဲ့ standard လောက်ထားခြင်းနဲ့ဆိုရင်လောက်ထားလို့ရတယ်ဒါနောက်တစ်ခုပေါ့လေနောက်တစ်ခုကဒါတွေအကုန်လုံးကိုဟိုပေါ့ကျွန်တော်တို့ AutoCAD အနေနဲ့လုံးဝပြောင်းခြင်းနဲ့ဆိုလည်းပြောင်းလို့ရတယ်ဒါတွေကတော့နောက်မှဆက်လေးလာလောလောဆယ်ကဒီ exercise လေးကိုလုပ်ဖြစ်အောင်လုပ်ကြည့်လိုက်ကိုဘယ်လောက်ထိလုပ်နိုင်လဲတကယ်လို့ခင်ဗျားတို့ဒါက job interview ဆိုရင်အချိန်ဘယ်လောက်နဲ့ပြီးနိုင်လဲဆိုတာမျိုးတခါတည်းကိုယ့်ရဲ့ time measurement ကိုလုပ်ပါအဲ့တော့ခင်ဗျားတို့ကျွန်တော်အကြံပေးချင်တာကနော်အရင်ဆုံးဒီဟာကိုကျွန်တော်ပြောပြီးတဲ့အချိန်မှာခင်ဗျားတို့ဘာမှမပြင်ဆင်မလေ့လာဘဲနဲ့တစ်ခေါက်အချိန်ကိုတိုင်မှာမှတ်လိုက်ဘယ်နိုင်ကနေစလုပ်တယ်ဘယ်နိုင်မှာပြီးလဲဘယ်လောက်ကြာလဲဆိုတာလုပ်လိုက်ပြင်ခင်ဗျားလေးလာပြီးပြန်လုပ်ကြည့်လိုက်နော်အဲ့ဒါဆိုရင်ဒီပုံအတိုင်းအခုပေးထားတဲ့ပုံတိုင်းရဖို့အတွက်ခင်ဗျားတို့ဒီချိန်မြန်အတွင်းမှာပြီးနိုင်တယ်ဆိုရင်ခင်ဗျားတို့ဒီဘယ်လောက်ထိ scale ဖြစ်သွားလဲဆိုတာကိုကိုယ့်ရဲ့အလုံးနဲ့ကိုတက်တည်ပြနိုင်တယ်ဒါများများလေးချင်းချင်းရဲ့အကျိုးကျေးဇူးဆိုတာကိုလည်းသိလာနိုင်တယ်ဒါလေးကတကယ်ကိုအကျိုးရှိတဲ့ workshop ဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ဒီလို practical တွေများများလုပ်ပါเนาะ AutoCAD တွေကိုကျွန်တော်တို့သင်ထားတာတွေဒီဟိုပါပေါ့เนาะဘာကြောင့်သင်ထားတာလဲဆိုရင်လက်တွေ့အသုံးချတတ်ဖို့ပါเนาะသင်တန်းတွေတက်comment တွေတက်ထားပေမဲ့လို့လက်တွေ့အသုံးချတတ်ဘူးဆိုရင်ဘာမှလုပ်လို့မရဘူး okay အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုဒီမှာပဲကျွန်တော်ရက်မယ်ဒီလေ့ကျင့်ခန်းလေးတွေလုပ်ထားပါเนาะအဲ့ဒီလေ့ကျင့်ခန်း reset လေးတွေလည်းကျွန်တော်ကြည့်ချင်ပါတယ်เนาะ okay เนาะ